ပဒံတွေးစာအုပ်လေးရဲ့ဒီစနီပိုင်းကိုဆက်ပြီးတော့လေ့ကျင့်ပါမယ်အဲ့တော့ဒီဗီဒီယိုလေးမှာပေါ့နော်မွန်တိုင်းကိုလေ့ကျင့်မယ်နော်မွန်တိုင်းကိုက皆さんဖြေခဲ့မှုပြီးသားပေါ့နော်အကူမှလည်းပဲအဲ့တော့ तू ကဘယ်လိုမျိုးဖြေရလဲဆိုရင်皆さんဒီစုခုကြီးအိုတိုလို့ခေါ်တယ်ပေါ့နော်စုခုကြီးအိုတိုဆိုတာကချက်ချင်း reply ပြန်တာပေါ့စုခုဟန်ဂျီကိုစုလို့ဆိုတဲ့အပိုင်းလေးပေါ့နော်အဲ့တော့ဒီအပေါ်ကစာကြောင်းလေးဒီကြောင်းပြောတယ်သူနဲ့ကိုက်ညီမဲ့ reply လေးကိုရွေးပေးရတယ်ပေါ့နော်တင်းနဲ့တုံးနဲ့မှာကိုက်ညီတဲ့ reply လေးကိုရွေးပေးရတာဖြစ်ပါတယ်အဲ့ဒီဘိုင်းမှာဆောင်းပွဲမှာဘယ်နှပုံမေးလဲဆိုလို့ရှိရင်သူက6ပုံမေးတယ်ပေါ့နော်6ပုံကမှတပုတ်တမတ်နဲ့တပုတ်ကိုတမတ်ပဲရတယ်ပေါ့နော်ကျန်တဲ့ဒီမွန်နိုင်အချီနီဆန်ကတော့တပုတ်3မှတ်မွန်နိုင်ယုံကတော့တပုတ်2မှတ်မွန်နိုင်ကောကတော့တပုတ်ကိုတမတ်ရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒါ listening ရဲ့နောက်ဆုံးအပိုင်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့သူလည်းမိကွန်းကိုတေချာနားထောင်မှအဖြေကဖြေဖို့အဆင်ပြေမယ်ပေါ့နော်တကယ်လို့မိကွန်းနားမလည်လိုက်ဘူးဆိုလို့ရှိရင်မိကွန်းဆိုတာတက်ပေါ့နော်သူပြောတဲ့အကြောင်းအရာပထမဆုံးအကြောင်းအရာလေးကိုနားလည်လိုက်မှနောက်ကဟန်ကြီးကဘာလဲဆိုတော့ဖြေလို့ရမယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးရှေ့ကနားမလည်လိုက်ဘူးဆိုရင်ဟန်ကြီးတွေကအကုန်လုံးအဓိပ္ပာယ်ရှိနေပါလိမ့်မယ်အဲကြရင်တော့အဖြေကရွေးလို့မရတော့ဘူးပေါ့နော်ဟုတ်ပြီဒါကြောင့်မို့လို့အဓိကနားထောင်အောင်မှာဒီဘောကပြောတဲ့ပထမဆုံးပြောတဲ့အကြောင်းအရာလေးကိုတေချာလိုက်နားထောင်ပါလိုက်နားထောင်ပြီးမှတင်းနဲ့သုံးရေးထားပြီးတော့မှားရင်တစ်ခါလေးမှားတဲ့ချစ်ခဲ့ပါအဲ့ဒါဆိုရင်အဖြေတရားနားထောင်လို့လွယ်ပါလိမ့်မယ်နော်ဟုတ်ပြီဒါဆိုရင်အတူတူလေ့ကျင့်ကြည့်အောင်နော်နားထောင်ကြည့်ပါမယ်即時応答1基本問題まず文を聞いてください。それからその返事を聞いて1から3の中から最も良いものを一つ選んでください。まず文を聞いてくださいでအရင်ဆုံးစာကြောင်းကိုနားထောင်ပေးပါတဲ့နော်ဆိုဒီခါရအဲ့ဒါပြီးတဲ့နော်その返事を聞いてအဲ့ဒီ返事 reply ကိုနားထောင်ပြီးတော့1から3の中からတိကနေ3တွေကမို့တုမို့ဤမို့လို့နော်မို့တုမို့ရောဤမို့လို့ပေါ့နော်အဆင်ပြေမဲ့အရာတခုကိုဒီတော့ဆိုအရန်တဲ့ကရာဆိုင်နော်တခုရေးပေးပါဟုတ်ပြီအရင်ဆုံးဒီစာကြောင်းလေးကိုနားထောင်မယ်ပြီးရင်ဒီနေ့3လေးကိုရေးထားပေါ့နော်ရေးထားပြီးတော့ဒီနေ့3ကိုတခါလဲမှားရင်မှားတယ်တခါလဲမှန်ရင်မှန်တယ်အဲ့လိုမျိုးတခါလဲရွေးခဲ့ပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်အတူတူနားထောင်ကြည့်အောင်1番どうぞご遠慮なくお召し上がりください。どうぞご遠慮なくお召し上がりください。遠慮なく遠慮しないであんまなべねစားပါဘောနော်မရှိအားကတဲ့くださいဆိုသုံးဆောင်မှာစားပါ食べてくださいပေါ့နော်။ဘာမှမဟုတ်လဲနုံတဲ့くださいပေါ့။ဟုတ်ပြီဒါဆိုရင်ဒီအောက်ကအဖြေလေးတွေနားထောင်ကြည့်အောင်1はい、そうですね。はいそうですねဟုတ်တယ်နော်တဲ့ဒါဆိုမရအောင်နော်အဖြေကမဆိုင်ပါဘူးဒီပဲနဲ့ဟုတ်ပြီနောက်တစ်ခုနားထောင်ကြည့်အောင်2ありがとうございます。いただきます。ありがとうございます。ကျေးဇူးတင်ပါတယ်いただきますဟုတ်ကဲ့ကျေးဇူးတင်တယ်ဒါဆိုရင်စားပါတော့မယ်ဒါလေးကအဖြေမှဖြစ်တယ်ပေါ့နော်3すみません。じゃあ、入らせていただきます。すみませんじゃあ入らせていただきます入らせていただきますဆိုတော့ဘာလဲဆိုဝင်ပြပါဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဝင်มาတော့မယ်ဆိုတဲ့အဓိပ္ပာယ်入らせていただきますဟုတ်ကဲ့ဒါလည်းမရဘူးပေါ့နော်ဟုတ်ပြီဒါဆို2番လေးနားထောင်ကြအောင်နော်2番田中さん、もう一杯いかがですか？田中さんもう一杯いかがですか田中さんနောက်တစ်ခွက်ရောတဲ့ဘယ်လိုလဲတဲ့1いいえ、まだまだですよ。いいえまだまだですよအဲ့ဒါမရဘူးပေါ့နော်သမင်းစားပြီးသားဆိုမစားတယ်いいえまだですအဲ့လိုမျိုးရတယ်နောက်တစ်ခုက日本語上手ですねいえいえまだまだですအဲ့လိုမျိုးဆိုရင်တော့ရမယ်ပေါ့နော်ဒီမှာမရပါဘူး2なかなかいいですよ。なかなかいいですよတော်တော်လေးကောင်းတယ်အဲ့ဒါလည်းမရဘူးပေါ့နော်ဟုတ်ပြီ3いえいえ、もう十分いただきました。いえいえもう十分いただきましたမေကွန်းကပြောတဲ့ပထမဆုံးပြောတဲ့အကြောင်းအရာပါလဲဆိုရင်နောက်တစ်ခွက်လောက်いかがですかပေါ့နော်မိုး一杯いかがですかဆိုတော့ဒီဟာလေးကဖြေမှန်ဖြစ်ပဲပေါ့နော်いえいえ十分いただきましたကျွန်တော်အများကြီးစားထားပြီးဘိုက်ပြည့်နေပြီပေါ့နော်တော်ပြီဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီအဲ့တော့အဖြေမှန်ကဆမ်းမှန်ဖြစ်မယ်နော်ဟုတ်ပြီနောက်တစ်ခုနားထောင်ကြည့်ပါမယ်3番またみんなで集まって
ご飯でも食べましょ မင်းသားအစမတ်တဲ့အကုန်လုံးစုစည်းပြီးတော့စုပြီးတော့ဗောနော်ကောဟန်ဒမိုဒါပဲမရှော့ကောဟန်စားမယ်ထမင်းစားမယ်လို့ပြောတယ်ဗောနော်အကုန်လုံးစုပြီးတော့ငါတို့ထမင်းတော့စားကြမယ်အဲ့လိုပြောတယ်ဗောနော် う。1、ええ、ぜひ。 ဇေဟီဒီကြဘောကိုစားမယ်ဗောနော်အဲ့တော့အဖြေမှန်လေးကအချီပန်ဖြစ်နိုင်ပါတယ်နော်ကျန်တဲ့အဓိပ္ပာယ်လေးကိုလည်းနားထောင်ကြည့်အောင်နော် 2、ええ、こちらこそ。こちらこそမရဘူးနော်こちらこそは3、ええ、楽しいですね。楽しいですねအပြောစရာဗောနော်အဲ့ဒါလေမရပါဘူးအဖြေမှန်လေးကအချီပန်ဖြစ်မယ်နော်はいဒါဆိုရင်နောက်တစ်ခုနားထောင်ကြည့်ပါမယ် 即時応答。1、応用問題。まず文を聞いてください。それからその返事を聞いて、1から3の中から最も良いものを一つ選んでください。1番、あ、先日はどうも。ဆန်ဂျီဆူကတော့မို့တဲ့ပြီးခဲ့တဲ့ရက်တွေအတွက်ကျေးဇူးတင်ပါတယ်တဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်နားထောင်ကြည့်အောင်နော် 1、ええ、楽しみにしています。တာနိုရှိမနီရှိတယ်မှာအဲ့ဒါလေမရဘူးဗောနော်မျောလင်းဆောင်ကားနေတယ်တော့ပြောရှင်စာဆောင်းမျောနေတဲ့ဆိုတဲ့အိဗယ်လေမရပါဘူးဟုတ်ပြီ 2、じゃ、また後で。 じゃあまたအဲ့ဒါでနောက်မှတွေ့မယ်ဆိုတော့လေမရဘူးနော်တကယ်ချင်းကပြန်တော့မယ်နောက်မှတွေ့ကြမယ်အဲ့လိုမျိုးဆိုရင်တော့ရတယ်နော်ဆယောနာရာတွေပါလို့ဆိုတော့ရလိမ့်မယ်အဲ့တော့မရဘူးဗောနော်တင်းနဲ့နှစ်ကမရဘူးဆိုတော့မနေ့ကအဖြစ်မှန်လေးကဆမ်းမှန်ဖြစ်သွားမယ်နော် 3、こちらこそありがとうございました。こちらこそありがとうございましたပြီးခဲ့တဲ့ရက်တွေအတွက်ကျေးဇူးပဲဆိုတော့ငါဘက်ကလည်းပြန်လာနေတဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့အိဗယ်ဒီကပို့ပြီးလေးပဲရှိမယ်ဗောနော်ဟုတ်ပြီနောက်တစ်ခုနေပန်းလေးနားထောင်ကြည့်အောင် 2番、いつもおごってもらってるから、今日は私に払わせて。いつもおごってもらったからအမြဲတမ်းမင်းကျွေးတာကိုငါလက်ခံရရှိတဲ့အတွက်ကြောင့်ねဒီနေ့တော့今日は私に払わせてくださいငါပေးမယ်ဆိုတဲ့ပြီနော်ငါကျွန်တော်ပေးဆောင်မယ်အဲ့လိုမျိုးသိပြီအဲ့တော့ငါကျွေးမယ်ကွာဒီနေ့နော်အရင်ခေါက်တွေကအရင်ကမင်းကျွေးထားတာမို့လို့နော်ဟုတ်ပြီဒါဆိုနားထောင်ကြည့်အောင် 1、え、本当？悪いね。本当悪いねတကယ်ကြီးလားအားနာကြကြီးဒါဖြစ်နိုင်တယ်ဗောနော်အကြည့်ပန်းလေးက 2、ごめん。今日はお金がないんだ。ごめん今日はお金がないんだဒီနေ့ပတ်စံမပါဘူးတဲ့မဆိုင်ဘူးဗောနော် 3、そうじゃ、はいこれ。2000円。そうတဲ့ဟုတ်လားတဲ့じゃあこれ2000ဒီမှာရန်2000နော်2000ဆိုတော့အဲ့တော့ဒီမှာလည်းဆမ်းမန်းကလည်းမရဘူးပေါ့နော်အဲ့တော့ဒီအရင်တစ်ခေါက်ကမင်းကျွေးတာမလို့ဒီခေါက်တော့ငါ့ကိုကျွေးခွင့်ပြုပါဆိုတော့တကယ်လားရရဲ့လားအာနာပြကြီးဆိုတဲ့အဓိပ္ပာယ်ကပို့ပြီးတင်တော်ပါတယ်နော်ဟွန်းတော့တက်စကာဝါရီနာအဲ့လိုမျိုးပြောတာနော်ကြည်ပန်ဖြစ်မယ်နော်ဟုတ်ပြီနောက်တစ်ခုနောက်ထောင်ကြည့်အောင် 3番、わざわざお忙しいところ来てくださって、どうもありがとうございました。わざわざတကူတက忙しいところအလုပ်ရှုပ်နေတဲ့အချိန်မှာခစ်တဲ့ခရက်တဲ့ဒါမှမဟုတ်ခစ်တဲ့ဣတရာဣတဲ့ပေါ့နော်လာပြီးလို့ကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့တော့တကယ်ချင်းကိုပြောတာပေါ့နော်ဟာမင်းဝေးရနေတကူတကကြီးလှုပ်ရှုပ်နေတဲ့အခါမှာတကူတကကြီးငါ့ကိုလာပြီးလို့ဒါတွေ့လို့ကျေးဇူးတင်ပါတယ်နော် 1、ええ、本当に忙しいところですね。本当に忙しいところですねတကယ်ကိုလှုပ်ရှုပ်နေတဲ့အတော်တွင်ဖြစ်ပါတယ်ဆိုမရဘူးပေါ့နော် 2、いいえ、こちらこそ、会えてよかったです。こちらこそကျွန်တော်ဘက်ကလည်းပြန်လာကျေးဇူးတင်ပါတယ်အားရတဲ့ယောခတာတွေ့ရလို့ဝမ်းသာပါတယ်ဗျာတွေ့ရလို့ဝမ်းသာတယ်နော်2番ဖြစ်မယ်နော် 3、申し訳ありません。また今度にしましょ申し訳ありませんတောင်းပန်ပါတယ်また今度にしましょうအဲ့ဒါနောက်တစ်ခေါက်ကျမှလောက်ကြစို့ပေါ့နော်နောက်တစ်ခေါက်တွေ့ကြမယ်အဲ့လိုမျိုးသိပြီအဲ့တော့စမ်းမန်းလည်းမရဘူးပေါ့နော်အဲ့တော့အပြင်မှန်ဒီကနေပန်းဖြစ်တော့ပါမယ်နော်ဟုတ်ပြီနောက်တစ်ခုနောက်တော့ကြည့်အောင်
即時応答2、基本問題。まず文を聞いてください。それからその返事すみません、3番もばらろ。21。はい、すみません、7番目の。3番、わざわざお忙しいところ来てくださってどうもありがとうございました。はい、ပြီးသွားပြီနော်3番 OK 3番ကခုနကပါလဲဆိုလို့ရှိရင်အဖြေမှန်ကこちらこそ会えてくれ会えてပေါ့နော်よかったဆိုရင်အဓိပ္ပာယ်လေးဖြစ်မယ်ပေါ့နော်အဲ့တော့ဒီမှာက2番ဖြစ်မယ်နော်はい OK ဒါဆိုရင်နောက်တစ်ခုနောက်ကြည့်အောင်即時応答2、基本問題。まず文を聞いてください。それからその返事を聞いて1から3の中から最も良いものを一つ選んでください。1番、しばらくですね。ဟာ1番ပါလဲဆိုရင်しばらくですねမတွေ့ရတာကြာပြီလို့ပြောနော်久しぶりဆိုတဲ့အဓိပ္ပာယ်အဲ့တော့အောက်ကပြန်ပြောမှာလေဟာ久しぶり最近どうですかဟို変わりないんですかအဲ့ဒါမျိုးတွေလာလိမ့်မယ်နော်1、そうですね。寂しくなりますね。そうですね寂しくなりますねအထီးကျန်တယ်ပေါ့နော်အဲ့ဒါလည်းမရပါဘူး 2、まあ、佐藤さん、お久しぶりです。まあ、佐藤さん。佐藤さん、お久しぶりです。ဒါလေးက2番လေးကဖြစ်နိုင်တယ်ပေါ့နော်။နောက်တစ်ခုထပ်လာတော့ကြည့်အောင်。3、いいえ、こちらこそ。いいえ、こちらこそ。ဟင်းနဲ့こちらこそပြန်လာမှာပဲဒါလည်းမရဘူးပေါ့နော်။အဲ့တော့အဖြစ်မှန်လေးက2番ဖြစ်ပါမယ်နော်။နောက်တစ်ခုနောက်ထောင်ကြည့်အောင်။ 2番、ご家族の方にもよろしくお伝えください。ご家族にご家族の方にもよろしくお伝えください。ဟုတ်ပြီအဲ့ဒါလေးမှာ皆さんမှတ်တာပါ။何々によろしくお伝えください。何々ကိုတတိယကြောင့်ပြောပေးပါ။အဲ့တော့မင်းမိဘတွေကိုလည်းငါတတိယကြောင့်ပြောလိုက်ပါအောင်။ငါမေးနေတယ်လို့ပြောလိုက်အောင်။နေကောင်းကြလားလို့မေးနေတယ်လို့ပြောလိုက်အောင်။အဲ့တော့ကိုယ့်အနေနဲ့ပြန်ပြောမယ်ဆိုရင်ကျေးဇူးတင်ပါတယ်ကွာငါပြောလိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။伝えておきますတို့အဲ့လိုမျိုးစာကြောင်းတွေတို့ありがとうございますတို့ရဲ့စာကြောင်းတွေကပို့ပြီးအဓိပ္ပာယ်ရှိတယ်နော်။နားထောင်ကြည့်အောင် 1、はい、よろしくお願いします。2、はい、よろしくお願いします。ရလားမရဘူးနော်。ええ、おかげさまで元気です。おかげさまで元気です。အဲ့တော့ပို့တာတဲ့မေတ္တာကြောင့်ကျေးဇူးဒီနေကောင်းကြနေကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့အဲ့နေရာမှာသုံးလို့ရလားဆိုတော့ရတော့ရတယ်ပေါ့နော်ဒါပေမဲ့နောက်ထပ်အဓိပ္ပာယ်ကိုတော့နောက်ထောင်ကြည့်အောင် 3、ありがとうございます。ありがとうございますကျေးဇူးတင်ပါတယ်အဲ့ဒါတွေကပို့ပြီးအဓိပ္ပာယ်ရှိမယ်နော်အဲ့တော့ဒီအဖြစ်မှန်လေးကဆာမန်ဖြစ်တော့ပါမယ်はいနောက်တစ်ခုနောက်ထောင်ကြည့်ပါမယ်3番、どうしたんですか？顔色が悪いですよ。どうしたんですかဘာဖြစ်တာလဲ顔色が悪いですよမျက်နှာလည်းမကောင်းပါလားတဲ့ 1、そんな、失礼ですよ。そんな失礼ですよရိုင်းနေပေါ့နော်အဲ့ဒါလည်းမရပါဘူး 2、いやー、恥ずかしいとつい赤くなっちゃうんです。恥ずかしいとつい赤くなっちゃったတော့ရှက်တဲ့အတွက်ကြောင့်ပေါ့နော်หนีသွားတယ်ဆိုတဲ့ဒီအဲ့တော့အဲ့ဒါလည်းရတော့ရပြီမဲ့ဒါပေမဲ့ထပ်နားထောင်ကြည့်အောင်နော်သူကဘာဖြစ်တာလဲဆိုတော့ 3、朝から体の調子が悪いんです。朝から体の調子が悪いんですမနေ့ကလေးကပေါ့နော်ခန္ဓာကိုယ်ကနေမကောင်းဘူးခန္ဓာကိုယ်ချင်းနေမကောင်းဆိုတော့ဒါဒီကအဖြေမှန်ဖြစ်မယ်ပေါ့နော်စမ်းမှန်လေးရပို့ပြီးလေးပဲရှိပါတယ်နော်နေမကောင်းလို့ပါဆိုတဲ့ဒီရမယ်နော်โอเคဒါဆိုနောက်တစ်ခု 3
即時応答2応用問題まず文を聞いてください。それからその返事を聞いて、1から3の中から最も良いものを一つ選んでください。1番お近くにいらっしゃるときには、ぜひうちにもお寄りくださいね。ဟုတ်ပြီနော်။အိုချီကာကူနီနော်အိုချီကာကူနီဆိုတာနီနာမှာတဲ့။イラシャルドキはイラシャルドキにရှိတဲ့အခါဒါမှမဟုတ်ရင်လာတဲ့အခါရောက်တဲ့အခါပေါ့နော်။ぜひじゃあうちにもお寄りくださいပေါ့။寄りဆိုくださいဆိုတာကလမ်းကြုံဝင်ပါဆိုလိမ့်မယ်နော်။အဲ့တော့ဘယ်လိုပြောမလဲအိမ်သားတစ်ဝက်ရောက်လို့ရှိရင်လမ်းကြုံဝင်ခဲ့ပါအဲ့လိုပြောတာပေါ့နော်1、ええぜひおいでくださいぜひおいでくださいおいでくださいဆိုတော့မရဘူးပေါ့နော်ぜひはいဟုတ်ပြီနောက်တစ်ခုကြည့်အောင်2、ええぜひ伺いますぜひ伺いますဆက်ဆက်လာလဲပါမယ်ညီပန်လေးကအဖြစ်မှဖြစ်မယ်နော်3、そうですかお待ちしておりますそうですかお待ちしておりますအဲ့လိုလားတဲ့စောင့်နေပါမယ်ဒါပဲမရဘူးပေါ့နော်ဖြစ်မှန်လေးကညီပန်ဖြစ်မယ်လာလဲမယ်ဆိုတဲ့ပဲနော်伺いますဟုတ်ပြီနောက်တစ်ခုနောက်ထောင်ကြည့်အောင်2番佐藤くん、明日のパーティー行けないの？がっかりだな。佐藤くんပေါ့နော်佐藤くん明日のパーティー行けないの俺パーティーမလာနိုင်ဘူးလားတဲ့がっかりだなစိတ်ညစ်ပါတယ်စိတ်ညစ်ပါတယ်ပေါ့နော်1、ごめんまた今度誘ってねごめんတောင်းပန်ပါတယ်また今度誘ってねတောင်းပန်တယ်နောက်တစ်ခေါက်ကျမှဖိတ်ပါဒါလေးကပုံမှန်ပဲပေါ့နော်အဲ့တော့မလာနိုင်ဘူးကွာမင်းမလာနိုင်လာခဲ့ဘူးလားတဲ့နော်ခါလိတာစိတ်ပြတ်ဖို့ကောင်းလိုက်တာစိတ်ညစ်လိုက်တာနော်တောင်းပန်ပါတယ်နောက်တစ်ခေါက်ကျရင်တော့ဖိတ်ခေါ်ပါအောင်ပေါ့နော်ごめんまた今度誘ってねဆိုတဲ့နော်2、うん楽しみにしてるよ楽しみにしてるよပြောနေပါတယ်တဲ့မရဘူးနော်စောင့်မျှော်နေတယ်ဆိုမရပါဘူး3、うんぜひ行きたいと思ってるんだぜひ行きたいと思ってるんだငါတရားဘောလာခြင်းတယ်လို့တွေးနေတာတဲ့မရဘူးနော်ဟုတ်ပြီအဲ့တော့ဒီမှာ一番တောင်းပန်နေဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်နော်ごめんまた今度誘ってねဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟဲ့နောက်တစ်ခုနောက်ထောင်ကြည့်အောင်3番お加減いかがですかဟုတ်ပြီအဲ့စာကြောင့်လည်းဗာလဲဆိုရင်ဥခါကန်ဣခါရဒက်စကာဆိုတာအတူတူပဲနော်โอဂင်ကီဒက်စကာနဲ့တူပဲနော်โอဂင်ကီဒက်စကာဒီကောင်းပါသလား 伺っていたよりもお元気そうでほっとしましたဥခါကတဲ့ဣတယော်ဒီလာလေတုန်းကထက်ပေါ့နော်ယော်ဒီမို့โอဂင်ကီဆိုတဲ့ဒီကောင်းတဲ့ပုံပေါ်ပြီးတော့တဲ့ဟုတ်တူရှိမှしたစေးသွားခဲ့တယ်ဟုတ်ပြီဒါဆိုရင်ပုဒ္ဒတဲ့မေတ္တာကြောင့်ပူကောင်းလာတာပါအဲ့လိုမျိုးတွေကပို့ပြီးအသေးပဲရှိမယ်နော် 1おかげさまで、ここ数年ずっと元気です。ဟုတ်တယ်ဗျာနဲ့ခါခဲဆာမတဲ့ပို့တာတဲ့မိသားကြောင့်ခုစူနန်ဇွတ်တိုဂင်ဂီဒက်နော်ဒီနှစ်ရှိလာများတောက်လျှောက်ကိုဂင်ဂီဒက်ဆိုနေကောင်းတယ်ပေါ့နော်အဲ့ဒါလည်းမရဘူးပေါ့နော်ဟုတ်ပြီဒါဆိုရင်နားထောင်ကြည့်အောင်နော်နောက်တစ်ခု2これからもお元気でいてください。これからもお元気でいてくださいကျမကြီးယူဆိုင်ပါလို့ပြောနော်ခုကစားပြီးကျမကြီးယူဆိုင်တော့တဲ့おかげさまでだいぶ良くなりました。おかげさまでだいぶ良くなりましたတော်တော်လေးကောင်းလာခဲ့ပါလေဒါလေးကအဖြစ်မှန်ကစမ်းမှန်ဖြစ်နော်ဟုတ်ပြီကြီးပန်းရောနေပန်းရောမရပါဘူးဟုတ်ခေဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးမှာပေါ့နော်ဒီအပိုင်းမေမွန်တိုင်းကောရဲ့ listening အပိုင်းတွေကိုနားလည်မယ်ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာဒီလောက်နဲ့ပဲအဆုံးသတ်မယ်ပေါ့နော်နောက်ထပ်ဗီဒီယိုကျမှကြံနေတဲ့အပိုင်းလေးရဲ့ပိုင်း sorry ပိုင်း3ရဲ့အပိုင်းလေးရဲ့ကိုလေ့ကျင့်မယ်နော် channel